Hello everyone အားလုံးပဲမင်္ဂလာပါဒီနေ့မှာရှင်းပြပေးခြင်းတဲ့ခေါင်းစဉ်ကတော့ IGCSE A Maths or Further Pure Maths က Circular Measure ဆိုတဲ့အကဲမဲ့ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီ chapter မှာဘယ်လိုမျိုး topic အခွဲလေးတွေပါတယ်ဆိုတာတစ်ချက်ရေးကြည့်ကြည့်ရအောင်ပထမဆုံးအနေနဲ့ကတော့ circular measure ပေါ့ဒီခန်းမှာဆိုရှင်เนาะ circle တစ်ခုလုံးမှာ circle တစ်ခုလုံးဘယ်လိုတိုင်းတာရလဲပြီးလို့ရှင်သူရဲ့ unit တွေဘာရှိလဲပြီးရရှိရဲ့ unit တွေကိုမှတစ်ခုနဲ့တစ်ခုဘယ်လိုမျိုးချိတ်ဆက်ပြီးပြောင်းလဲလို့ရလဲဆိုတာကိုတင်ပေးပါမယ် Number 2မှာကတော့ length of an arc line ရှာတာတွေပါမယ်ပြီး 3က area of a sector တစ်ခုမှာရှိတဲ့ area ရှာတာတွေပါမယ်အတော့ပထမဆုံးရှင်းပြပေးချင်တာကတော့ revolution ပေါ့ revolution ဆိုတာက circle တစ်ခုလုံးမှာရှိတဲ့360 degree ကို revolution လို့ခေါ်ပါတယ်အဲ့တော့ပုံမှန်သိနေကြတိုင်း circle မှာ360 degree ဆိုတာ degree ရှိရဆိုတာသိပြီးပြီဆိုပေမဲ့တခြား circle ကိုဘယ်လို unit တွေနဲ့တိုင်းတာလို့ရသေးလဲဆိုတော့ radian ဆိုတဲ့ unit နဲ့လည်းတိုင်းတာလို့ရပါတယ်အဲ့တော့ radian နဲ့ degree နဲ့ဘယ်လိုချိတ်ဆက်လဲဆိုလို့ရှိရင်เนาะ circle တစ်ခုလုံးမှာဆိုရင် degree နဲ့ဆိုရင်360 degree ရှိပေမဲ့ radian နဲ့ဆို2 by radian ရှိရလို့ပြောလို့ရပါတယ်အဲ့တော့ဒါက2 by radian ဆိုရင်1 radian ကဘာကိုပြောချင်တာလဲ1 radian ကတော့ circle တစ်ခုမှာဆိုရင်သူမှာ radius ရှိမယ်သူရဲ့ radius နဲ့ဒီလိုမျိုး arc length အဲ့ဒီဆက်တာတစ်ခုရဲ့ arc length ကလည်း radius နဲ့တူနေမယ်ဆိုလို့ရှိရင်ဒီနားမှာရှိတဲ့ angle လေးကို1 radian လို့ခေါ်ပါတယ်အဲ့တော့နောက်တစ်ခုက degrees to radian degree ကနေ radian ပြောင်းနေနေအဲ့တော့စာတည့်ရဲ့အတိုင်းပဲ360 degree ဆိုရင်2 pi ရှိရယ်ဒါဆို180 degree ဆိုလို့ရှိရင်เนาะ pi ပဲဖြစ်ပါမယ်360နဲ့180နဲ့ကနှစ်ဆกว่าတော့radian နဲ့ဆိုလို့ရှိရင်လည်း2 pi ကနေ pi ဖြစ်ပါမယ်အဲ့ဆိုလို့ရှိရင်180ရဲ့နောက်ထပ်နှစ်ဆရောမှာက90 degree အဲ့တော့ radian နဲ့ဆိုရင်လည်း pi by 2အဲ့ဆို45 degree ကျတော့ radian နဲ့ဆိုရင် pi by 4အဲ့လိုမျိုးသွားမယ်ပေါ့နော်အဲ့တော့ဒါကကြတော့တော့ကလွယ်တဲ့ degree မို့လို့ဒီတိုင်း divide by 2လုပ်ပြီးတော့ပဲပြောင်းသွားတာဒါပေမဲ့တချို့ degree အဲ့လိုမျိုးစဉ်းစားလို့မရဘူးဥပမာ75တို့ပြီးလို့ရှိရင်52ကြာအဲ့လိုမျိုးစဉ်းစားလို့မရတော့အဲ့ဆိုလို့ရှိရင် degree ကနေ radian ကိုပြောင်းချင်တဲ့အခါမှာ multiply by pi by 180နဲ့မြှောက်တယ် degree ကနေ radian ကိုပြောင်းချင်တဲ့အခါမှာလိုချင်တဲ့ radian အပေါ်မှာထားတယ်ပြီးလို့ရှိရင် degree 180နဲ့မြှောက်ပေးလိုက်ကြတယ်အဲ့တော့ဥပမာတစ်ပုဒ်ကိုကြည့်မယ်ဆိုလို့ရှိရင် change 60 degree to radian 60 degree ကို radian ပြောင်းရမယ် giving your answer in terms of pi အဖြစ်ကို pi နဲ့ပြပြမယ်အဲ့တော့60 degree ကို radian ပြောင်းမယ်ဆိုတော့လိုချင်တဲ့ radian အပေါ်မှာထားပြီးမြှောက်တယ်ပြီးအောက်မှာက degree နဲ့အဲ့ဆိုလို့ရှိရင်00 ကျမယ်ပြီးရင်6နဲ့18နဲ့ကိုရှင်းလိုက်တော့60 degree equals to pi by 3 radian ဆိုပြီးရမယ်အဲ့တော့ပု္ပ္ပာလေးတွေတွေ့ကြည့်ရအောင်ဟုတ်ပြီးတော့ပထမတစ်ပုဒ်မှာ convert this angle to radian ကိုပြောင်းခိုင်းတယ် in terms of pi နဲ့ပဲပြပြရမယ်အဲ့တော့10 degree ကို radian ပြောင်းချင်တဲ့အခါမှာဆိုရင်ဘာလုပ်မလဲဆိုတော့10ကိုလိုချင်တဲ့ radian ပေါ်မှာထားမယ်ပြီးရင် degree က180နဲ့မြှောက်ပေးလိုက်မယ်ဆိုတော့ရှင်00ကြည့်လိုက်မယ်ဆိုတော့ pi by 18ရမယ်အဲ့တော့ရတဲ့ pi by 18ရဲ့ unit က radian ကိုသူက RAD လို့ပြီးရင်120ကိုလည်း radian ပြောင်းမယ်ဆိုရင်120 multiply pi by 180လိုက်တော့00ကြည့်မယ်12နဲ့18နဲ့ကိုရှင်းလိုက်တဲ့အခါမှာ2 by 3 pi ဆိုပြီးရမယ်
ဟုတ်ပြီတော့နောက်တစ်ခုက15 degree 15 degree ကိုလည်း radian ပြောင်းမယ်ဆို15 multiply by 180ဆိုတော့ဘယ်လောက်ရမလဲဆိုတော့ by 12ရမယ်သူက in terms of by လို့ပြောရတဲ့အတွက် by နေပါပေးရမယ်အကုန်လုံးက radian ဆို unit ကတော့ radian ပဲနောက်တစ်ပုဒ်က write each of these angles in radian ဒီ angles တွေကို radian ပြောင်းပေးရမယ်ပြီးရင် correct to 3 significant figure ဒီမှာကျတော့ by နဲ့မဟုတ်တော့ဘဲနဲ့ 3SF နဲ့ပြပေးရမယ်ဒါဆိုရင်တော့ calculator နှိပ်ပြရမယ်ဟုတ်ပြီ A ကိုတွက်မယ်32ကို radian ပြောင်းခြင်းတဲ့အခါမှာ by 180အဲ့ဒါကို calculator နှိပ်ပေးလိုက် 0.559 radian ရမယ်ဒီမှာဆိုလို့ရှိရင်လည်း 3SF ဆိုတဲ့အတွက်တသမနောက်ကနေ3လုံးမယူမယ်ပြီးတော့ B က55 radian ပြောင်းမယ်ဆိုတော့ multiply by 180ဆိုတော့ရှင်းလိုက်ရင် 0.960 radian ရမယ်ပြီး C က84ကိုလည်း radian ပြောင်းမယ်ဆိုတော့ by 180 so calculator နှိပ်လိုက်ရင် 1.47 radian ဒါကတော့ degree ကနေ radian ပြောင်းနေပြီပါမယ်ဆိုတော့သူက radian to degree radian ကနေ degree ပြန်ပြောင်းလာအဲ့တော့စာပြောခဲ့တယ်လို့ပဲ2 ပိုင်းက360 degree ပိုင်းကြတော့180 degree ဒါဆို pi by 6ကျတော့ 180 ကို divide by 6ဆိုတော့30 degree so pi by 10က18 degree ဆိုပြီးတော့ရှိမယ်အဲ့တော့ဒီမှာဆို to change from radian to degree radian ကနေ degree ကိုပြောင်းတဲ့အခါမှာ multiply by 180 by pi ဒါကြတော့ radian ကနေ degree ပြောင်းလာဖြစ်တဲ့အတွက်လိုချင်တဲ့ degree ကိုပုံမှာထားရဲအဲ့ဆို180ကိုမှdegree ကနေပြောင်းမှာဆိုတော့ pi နဲ့ divide လုပ်တယ်ဥပမာတစ်ပုဒ်ကိုကြည့်မယ်ဆိုရင်3 pi by 5 radian ကို degree ပြောင်းရမယ်ဆိုတော့3 pi by 5 multiply 180 by pi ဆိုရမှာက3 pi by 5 radian ကဘာနဲ့ညီလဲဆိုတော့108 degree နဲ့ညီပါမယ်ဟုတ်ပြီတော့နောက်တစ်ခုဒါ example လေးတွေ့ကြည့်မယ်So here, convert these angles to degree. အဲ့တော့ဒါတွေကို degree ပြောင်းခိုင်းတယ်။ပြီးတော့ pi by 2ကို degree ပြောင်းမယ်။ So pi by 2 multiply by 180 by pi. So pi နဲ့ pi နဲ့ကြည့်ပါမယ်။အဲ့တော့180 divide by 2ကလောက်ကျမယ်ဆိုတော့90 degree ကျမယ်ဒါဆို4 pi by 5ကို degree ပြောင်းမယ်ဆို multiply by 180 by pi ဆို pi နဲ့ကြည့်မယ်44 by 5 multiply 180ကိုရှင်းလိုက်တော့144 degree ဒါဆို6 pi by 5ကို degree ပြောင်းမယ်ဆို180 divided by pi equal to 216 degree. ဟုတ်ပြီတော့နောက်တစ်ခုက write each of these angles in degree correct to 1 decimal place. 1 decimal place ဒီပဲယူပြရမယ်အဲ့တော့ A 1.3 radian ကို degree ပြောင်းမယ်ဆိုတော့ degree ကိုပုံမှာထားမယ်အောက်မှာက pi နဲ့ divide လုပ်မယ်ဆိုဒါက 1 decimal place ကို calculator နှိပ်ပေးရမယ်ဆို 74.5 ရမယ့် unit က degree B 2.5 radian ကို degree ပြောင်းမယ်180 by pi equal to
143.2 degree ရမယ် C ကြတော့ 1.02 radian ကို degree ပြောင်းမယ်ဆို180 by pi calculator နှိပ်လိုက်လို့ရှိရင် 58.4 degree ရမယ်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကတော့ဇယားခွက်နဲ့ပြီးထားတယ် degree နဲ့ပြီးထားတယ်အဲ့တော့ degree က0 30 60 90 121 50 180 210 240 270 300 330 360အဲ့တော့ဒီမှာဆိုရင်က360က2 by ရှိတယ်အဲ့တော့ဒီ30 degree အတွက်ကိုရင်ရှာမယ်ဆိုလို့ရှိရင်သူက360ကနေ30ဖြစ်ဖို့ဆိုလို့ရှိရင်ဘာလောက်ကလဲဆိုတော့ divide by 12လောက်ကရအဲ့တော့အဲ့လိုပဲဒီ2 by ကိုလည်း divide by 12လောက်လိုက်ဆိုရမှာက pi by 6အဲ့တော့30 degree ကဘာနဲ့ညီမယ်ဆိုတော့ pi by 6ဟုတ်ပြီဒါကြတော့ဒီမှာဆို pi by 6ဆိုရင်ပိုင်းရှိမှာ1ရှိတယ်အဲ့တော့30က1 pi by 6ပဲထားပါရောဒါဆိုရင်60ကကြတော့2 pi by 6ဖြစ်သွားမယ်အဲ့2 pi by 6ကိုရှင်းလိုက်တော့ pi by 3 so 60 degree equal to pi by 3 radian so အဲ့လိုပဲ90ဆိုရင်က3 pi by 6လောက်ရှင်းလိုက်တော့ pi by 2 so 90 is pi by 2 radian ပြီးတော့120ကြာတော့4 pi by 6ကိုရှင်းတော့ကြာတော့2 pi by 3ရမယ်ဒါက2 pi by 3 so 150ကြာတော့5 pi by 6 180ကြာတော့6 pi by 6ဖြစ်သွားတဲ့အတွက်6နဲ့6နဲ့ကြည့်ပြီးပိုင်းမဲ့ကျန်ခဲ့မယ်ပြီးရင်210ကြာတော့7 pi by 6ဒါဆိုရင်8 pi by 6ရှင်းလိုက်တော့4 pi by 3ဒါဆိုရင်9 pi by 6လို့ရှင်းလိုက်လို့ရှိရင်က3 pi by 2နောက်တစ်ခုက5 pi by 2နဲ့နောက်ဆုံးတစ်ခုက11 pi by 6 300 degree ကြာတော့12 pi by 6ဆိုတော့6နဲ့12နဲ့ကြည့်တော့ရမှာက2 pi ဆိုပြီးရမယ်နောက်တစ်ခုကတော့ use your calculator to find ဆိုတော့ဒီမှာဆိုလို့ရှိရင်က calculator မှာဆိုစပိုင်းက degree နဲ့ပဲပါတယ်အဲ့တော့ radian ကိုပြောင်းပေးရတယ်radian ကိုပြောင်းချင်ခါ calculator မှာ shift နှိပ်တယ်ပြီးလို့ရှိရင် on off ခလုတ်ပေးက mode ဆိုတာကိုနှိပ်တယ်ပြီးလို့ရှိရင်အမှာ3က degree ကိုပြန်ပြောင်းတာ4က radian အဲ့ဒီ radian နဲ့တွက်ပေးရမယ်ပြီးလို့ရှိရင်အဲ့ဒါ calculator မှာနှိပ်လိုက်လို့ရှိရင်ရပြီပေါ့နော် sine 1.3 radian ကဘယ်လောက်ရလဲဆိုတော့ 0.96 ရမယ်B က tangent 0.8 က 1.03 D က sine pi by 2ဆိုတော့1ရမယ်နောက်တစ်ခု E ကကြတော့ cos pi by 3 equal to 0.5အဲ့တော့ဒီမှာက degree ကနေ radian ပြောင်းတာလည်းသိပါတယ်လို့ radian ကနေ degree ပြောင်းတာလည်းရှင်းပြပေးပါမယ်အဲ့တော့နောက်တစ်ခုသွားမယ်အဲ့တော့နောက်တစ်ခုကတော့ circle တွေကိုသူ circle မှာရှိတဲ့ဟာကိုရှင်းပြရပါတော့အဲ့တော့ပထမဆုံးအနေနဲ့ကတော့ arcက a part of a circumference ဆိုတာက circle ရဲ့ဒီအပြင်ဘက်ကအဝန်းပါကိုခေါ်တယ်
So arc ကကြတော့ဒီလိုမျိုး circle တစ်ခုလုံးကို circumference လို့ခေါ်ပေမဲ့ဒီတစ်စိတ်တစ်ပိုင်းလေးကိုကြတော့ arc လို့ခေါ်တယ်။နောက်ပိုင်းနေမှာဆိုဒီလိုမျိုး arc length ကိုတည်တံ့ခွဲပြီးရှာရတာရှိတယ်။ပြီးနောက်တစ်ခုကတော့ sector က the region enclosed by two radii and arc အဲ့တော့ဒီမှာဆိုလို့ရှိရင်ရှင်းအောင်ပြရရင်ဒီနားလေးကို arc လို့ခေါ်တယ်။ပြီးရင် center ကနေ circumference ပေါ်ကိုကြားတဲ့ line ကိုက radius လို့ခေါ်တယ်။အဲ့တော့ radius နှစ်ခုနဲ့ဒီ arc နဲ့ကြားထဲမှာရှိတာကို sector circle တစ်ခုလုံးမဟုတ်ဘဲနဲ့ဒီ circle ကိုချမ်းထားတဲ့အစိတ်ကလေးကို sector လို့ခေါ်တယ်။နောက်တစ်ခုကတော့ chord က a straight line joining two points on a circle အဲ့တော့ circle ပေါ်မှာဘယ်လိုပဲဖြစ်ဖြစ်ဒီကနေဒီကိုဖြတ်လဲ circle ပေါ်မှာ point နှစ် point ကျနေတယ်အဲ့ဒါကို chord လို့ခေါ်တယ်ပြီးနောက်တစ်ခုက segment က the region between a chord and the arc အဲ့တော့ segment က chord နဲ့ arc နဲ့ကြားတဲ့ကဟာကို segment လို့ခေါ်တယ်အဲ့တော့ဒီ line ဒီ purple line လေးကိုပဲ chord လို့ခေါ်မှာမဟုတ်ဘဲနဲ့ဒီ segment ဖြစ်အောင်လုပ်ထားတဲ့ဒီမှာဒီ line နဲ့ဒီ line ကလည်း circle မှာအမှတ်နှစ်ခုကြားရောက်တဲ့အတွက်ဒီ line ကိုလည်း chord လို့ခေါ်တယ်ပြီးလို့ရှိရင်ဒီနားမှာ circle တစ်ခုလုံး circumference မဟုတ်ဘဲနဲ့ circle တစ်ခုရဲ့အစိတ်ပိုင်းလေးတစ်ခုကို arc လို့ခေါ်တယ်အဲ့တော့ဒီ chord နဲ့ arc နဲ့ရဲ့ဒီခြားတဲ့ကို segment လို့ခေါ်တယ် sector က radius နဲ့ arc နဲ့ကြား segment က chord နဲ့ arc နဲ့ကကြားတဲ့က area ခေါ်တယ်ဒါဆိုရင်နောက်တစ်ခုက arc length ရှာရဲ့ formula အဲ့တော့ arc length ဆိုတဲ့ကဒီမှာဆိုလို့ရှိရင်ဒီမှာ radius ရှိမယ်လို့ရှိရင်ဒီမှာကကြတော့အဲ့ဒီ radius နှစ်ခုကြားတဲ့က angle တစ်ခုရှိမယ် angle ကိုတော့ဒီကလို့ခေါ်မယ်အဲ့တော့ဒီ arc length ကိုလိုချင်တဲ့ခါမှာဆိုလို့ရှိရင်ဒီ A နဲ့ B နဲ့ကြားရဲ့ arc length ကိုလိုချင်တဲ့ခါမှာ radius နဲ့ဒီကြားရဲ့က angle တီတာနဲ့မြှောက်ပေးရတယ်အဲ့တော့ဒီမှာဆို example ကြည့်ကြည့်အောင် example က an arc subtends an angle of pi by 6 radians at the center of a circle with the radius 8 cm. Find the length of the arc in terms of pi. Arc length ရှာခြင်းတဲ့ formula က r theta. So radius က to theta 8 cm multiply theta က pi by 6 radius. So ရှင်းလိုက်တော့ 4 pi by 3 cm ရမယ် So example အပုတ်ကလေးတွေ example အပုတ်ကိုရှင်းပြပြီးဆိုတော့နောက်ထပ်အပုတ်တစ်ကြည့်အောင်ဆိုတော့ဒီပုံမှာပြောထားတယ် A circle has radius 5 cm and center O so ဒီမှာဆို circle center ကနေ circle ဘောအမှတ်ဆိုတော့ radius က5 cm ဒီဟာ5 cm ဆိုဒီဟာလည်း radius ဖြစ်တဲ့အတွက်5 cm ပဲဆိုရှင်ရင် PQ is tangent to the circle at point B အဲ့တော့ PQ က circle ရဲ့ circle မှာကျနေတဲ့ tangent line point B tangent ဆိုတဲ့က tangent နဲ့ radius နဲ့ကနေတဲ့ perpendicular ဆိုဒီနားမှာright angle လေးဖြစ်နေမယ်ပြီးရင် QRO is straight line so QRO က straight line ကျနေမယ်သူရှာခိုင်းတာက angle POQ in radian နဲ့ POQ ကိုရှာခိုင်းတယ်ဆိုတော့ POQ ဆိုတော့ဒီနားက angle လေးကိုရှာခိုင်းတာအဲ့တော့ဟုတ်ပြီဒီနား angle ကိုဘယ်လိုရှာလို့ရလဲဆိုတော့ tree ကိုနဲ့ရှာလို့ရတယ်အဲ့တော့ဒီမှာဆို A တွက်မယ်A ကလိုချင်တာ angle POQ အဲ့တော့ POQ ကိုမရှာခင်မှာဒီမှာ triangle ဆိုသူ့မှာတည့်ရဲ့နာက PQ တည့်ရဲ့ PO တည့်ရဲ့အဲ့တော့ဒီ angle နဲ့ဆိုရင် PQ က
opposite PO က adjacent ဆိုတော့ opposite by adjacent ဆိုရင်က tangent ဟုတ်ပြီ opposite ကဘယ်လောက်လဲဆိုတော့12 cm adjacent က5 cm ဆို angle POQ ကိုလိုချင်တဲ့ခါမှာဆိုရင်ဒီဘက်ကို tangent inverse က calculator မှာပြောနှိပ်လို့ရတယ်ဆိုတော့shift နှိပ်ပြီးတော့ tangent နှိပ်လို့ရတယ်1.18 radian ရမယ်သူက in terms of radian လို့ပြောထားတဲ့အတွက်မုတ်မှာဆို degree နဲ့တွက်လို့မရ radian နဲ့တွက်ပြရမယ်ဆိုဒီနားလေးက 1.18 radian ဆိုနောက်ထပ်လိုချင်တာက QR နဲ့ဒီနားကနေဒီနားထိ length ကိုလိုချင်တယ်ဆိုတော့ဒီမှာ triangle က right angle ဖြစ်နေတဲ့အတွက်ဘာသုံးလို့ရလဲဆိုတော့ Pythagoras သုံးလို့ရတယ်ဆိုတော့ဟုတ်ပြီပြီးတော့မယ်ဆို Pythagoras နဲ့သုံးပြရမယ်ဆိုတော့QO square equal to QP square plus PO square ဆိုတော့ QO ကိုလိုချင်တော့ square root of QP square က 12 square plus 5 square so equal to 13အဲ့တော့လိုချင်တာက QR ပဲလိုချင်တာ QR လိုချင်တော့ OQ ရဲ့ကနေပြီးတော့5 cm အောင်နှုတ်ပေးလိုက်မယ်ဆို30 minus 5 equal to 8 cm so QR က8 cm ရမယ်ပြီးနောက်တစ်ခုကတော့ parameter of the shaded region ရဲ့ parameter so shaded region ဆိုဒီမှာ shade ထားတာက QR နဲ့ P ဆိုတာရှိမယ်အဲ့ဒါ diameter 12 cm နောက်တစ်ခုက QR ရှိမယ် QR ကလည်း diameter 8 cm ပြီးနောက်တစ်ခုကဒီနားဟာလည်းရှိမယ်ဒီနား arclength ဆိုတော့ရှိမှတင်ထားလို့ပဲ arclength formula ကလိုချင်တာက RPR formula က R theta so radius က5 theta က 1.18ဆိုတော့ 5.88 ရမယ် so parameter လိုချင်တော့ 12 plus 8 plus 5.88 so answer က 25.9 centimeter Now the book ABC is rectangle with AB က 6 cm so this is 6 cm ပြီးရင် BC က 16 cm BC ကဒီကနေဒီထိကို16 cm ပြီးလို့ရှိရင် O က midpoint of BC ဆို O က B နဲ့ C နဲ့ဖြစ်ဆို BO နဲ့ OC နဲ့က length တူမယ်ဆို60ကိုနှစ်ချမ်းချမ်းထားရဆိုတော့တစ်ဖက်ကို8 cm ဖြစ်သွားမယ်ဒါက A ဒါလည်း 8 OAED က sector of a circle ဆိုဒါက sector တစ်ခုလိုချင်တာက AO လိုချင်တယ် A ကနေ O ထိအဲ့တော့ဒါလည်း Pythagoras လို့ပဲတွက်လို့ရတယ် AO က hypotenuse ဖြစ်တဲ့အတွက် square root of 6 square plus 8 square equal to 10 cm so ဒီနားက 10 cm ဒီနားက 10 cm ဆိုဒီနားကလည်း 10 cm ပဲဒါကsector ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ radius တွေကတူနေမယ် AO နဲ့ OD က radius ဆိုတော့ပြီးရင် B က angle AOD in radian AOD ဆိုဒီနား angle လေးကိုလိုချင်တယ်အဲ့တော့ AOD ကိုလိုချင်တယ်ဆိုတော့ဘယ်လိုရှာလို့ရမလဲဆိုတော့ဒီနားဒီဟာကိုနှစ်ချမ်းချမ်းလိုက်မယ်နှစ်ချမ်းချမ်းလိုက်တဲ့အခါမှာဘယ်လိုဖြစ်သွားမလဲဒီနား6 cm ဆိုဒီ line ကလည်း6ပဲဆိုဒီနား8ဆိုရင်ဒီနားကလည်း8ပဲအဲ့တော့ဒီမှာ triangle လေးဖြစ်သွားတယ်
triangle ဒီလိုလေပြီးတော့ဒီလိုရtriangle မှာအနာကတနာသုံးနာလုံးတည်ဒီနာက angle လေးကိုမတည်ဘူးဒီနာ angle တသေးလေးကိုအရင်ရှာလိုက်မယ်ဆိုတော့ alpha လို့ပေးလိုက်မယ်ဆို alpha ကိုအရင်ရှာမယ်ဆိုတော့ alpha equal to ဘာနဲ့ရှာမယ်ဆိုတော့ opposite by hypotenuse 8 by 10 opposite by hypotenuse ဆိုတော့သူက sine ဖြစ်သွားမယ်အဲ့တော့ sine inverse 8 by 10က alpha က 0.927295 အဖြစ်မဟုတ်တဲ့အတွက်ကြောင့်မလို့အနည်းဆုံးတော့4 decimal place ယူပေးရတယ်အဲ့တော့ alpha ရပြီဆိုတော့ဒီ angle AOD ကကြတော့ alpha ရဲ့2ဆဆိုတော့ angle AOD equal to 2 alpha multiply by 2လုပ်ပေးလိုက်ရင် 1.85 radian ဆိုပြီးရမယ်ဆိုတော့ဒီနာက 1.85 radian ဟုတ်ပြီအဲ့တော့ C က parameter of a shaded region parameter ကိုလိုချင်တော့ဒီနာ10ဒီအနာ10ဒီအဲ့တော့ဒီမှာ arc ရှာမယ် arc AD က theta r ဆို theta က 1.85 radius က10ဆိုတော့ 18.5 so parameter က 10 plus 10 so 20 plus 18.5 equal to 38.5 centimeter ရမယ်ဟုတ်ပြီဒါပြီးတော့နောက်တစ်ပုဒ်က triangle EFG က isosceles with EG equal to FG EG နဲ့ FG နဲ့ညီမယ် so ပြီးတော့16 cm GH is an arc of a circle အဲ့တော့ဒီမှာ circle တစ်ခု GH က arc 1 center က F ဆိုတော့ center ကနေ radius နှစ်ခုဆိုတော့ HF ကဘယ်လောက်ဖြစ်မလဲဆိုတော့16ပြီးရင် angle HFG ပေးထားတဲ့အတွက် 0.85 radian A က the length of arc GH ဆိုဒီ arc length arc length ရှာမယ် arc GH arc length က theta r theta ကပေးပြီးသား 0.85 multiply radius 16 so we got 13.6 centimeter B length of EF yani FT length ကိုလိုချင်တယ်အဲ့တော့ဟုတ်ပြီတော့ဒီမှာ triangle ရှိတယ် triangle isosceles ဖြစ်တဲ့အတွက်ဒီနာ angle က 0.85 ဆိုဒီနာက angle လည်း 0.85 ပဲဖြစ်မယ်အဲ့တော့ပြီးရင်ဘယ်လိုလုပ်မလဲဆိုတော့ triangle ဖြစ်အောင်လုပ်လိုက်မယ်ဒါနောက်တဲ့ triangle တစ်တိလေးနောက်တစ်ခုဆိုဒီနာကနေချမ်းလိုက်မယ်ဒီနာကချမ်းလို့ရတဲ့နေရာကို x လို့နာမည်ပေးလိုက်မယ်အနေကနေချမ်းတာဖြစ်တဲ့အတွက် EX နဲ့ XF နဲ့ကlength ကတူနေမယ်ဆိုတော့ဒီမှာဘာတိလဲဆိုရင် angle တိရယ်တောင်းတစ်ခုတိရယ် XF ဆိုတော့ဒါဆိုရင်က adjacent နဲ့ hypotenuse ဆိုပါတော့နေရာဆို cos တုံးလို့ရမယ်အဲ့တော့ cos 0.85 equal to fx by 16 so fx က 10.6 ရမယ်ညနေထိက 10.6
လိုချင်တာက EF EF က 2fx နဲ့တူတူပဲဆိုတော့ 10/6 ကို2နဲ့မြောက်တော့ 21.1 cm ရမယ်ပြီးရင် C C က parameter of shaded region ဆိုတော့နာက 16 dBp ဒီနာက GH ကလည်းရှာပြသွားပြီအဲ့တော့ EH လို့ချင်တယ်အဲ့တော့ EH ကEF ထဲကနေ 21.1 ကနေဘယ်လိုချင်လဲ HF ကိုနှုတ်မယ် HF က 16 so 21.1 minus 16 equal to 5.1 the parameter လို့ရှင်နော် 16 plus 13.6 plus 5.1 so 34.7 ရမယ်ဒါကတော့ sector area အခုနက arc ရှာတယ်အခုက area ရှာမယ်ဆိုတော့သူက area ကကြတော့ခုနကဒီ A ကနေ B ထိဒီပုံမှာရှိတဲ့အဝန်းပါလေးကိုပဲရှာတာအခုကကြ area ဆိုတော့ဒီထဲရဟာအကုန်ရှာမယ်အဲ့တော့ area of sector က 1/2 r square theta r ကို square တင်ပြီးတော့ theta နဲ့မြောက်မယ်ပြီးရင် 1/2 နဲ့လည်းထပ်မြောက်မယ်example ပုဂ္ဂိုလ်ချင်းမယ်ဆို find the area of sector of a circle with radius 8 cm angle က 2π/3 radians give your answer in terms of pi so 1/2 r square တရနေမှာ r နေရာမှာ6အစားသွင်းမယ်ဒီတရနေရာမှာ 2π/3 အစားသွင်းမယ်ဆိုတော့ရှင်းလိုက်လို့ရှိရင်2နဲ့2နဲ့ခြေမယ်6 square divided by 3 so 12 so ရမယ်ဖေ12 by centimeter square area ဆိုတော့square တင်ပြရမယ်အဲ့တော့ဒီပုံလေးတွက်ကြည့်မယ်To calculate the area of the shaded segment အဲ့တော့ဒါက segment ဖြစ်သွားပြီဟို sector မဟုတ်ဘဲနဲ့ segment ဖြစ်သွားတာ correct to 3 significant figure အဲ့တော့ဒီ segment area ရှာတဲ့ formula မသိအဲ့တော့ဘယ်လိုရှာလို့ရလဲဆိုတော့ဒီ sector area ကိုရှာပြီးတော့ triangle area ကိုပြန်နှုတ်ပေးလို့ရတယ်အဲ့တော့ပထမဆုံး triangle area ကိုရှာလိုက် area of triangle AOB triangle area ကိုရှာရင် 1/2 AB side out C so 2အခါကျတော့တောင်းပေးထားတယ်length နှစ်ခုပေးထားတော့ area ကိုရှာလို့ရတဲ့ formula 1/2 AB ပြီးရင်ဒီမတိရဲ့ length ရဲ့ opposite က angle ဆို sin တောက် C ဆိုတော့ဒါကိုရှင်းလိုက်မယ်ဆိုလို့ရှိရင် 29.0975 ပြီးနောက်တစ်ခုရှာမယ် area of sector sector က AOB sector area က 1/2 r square theta 22G 8ကိုနှစ်ထပ်တင်တော့ 64 area of shaded ကိုလိုချင်တယ် area of shaded ကိုလိုချင်တော့ sector တွေကနေ64 minus triangle နှုတ်ပေးရမယ်So 0975 equal to 34.9 unit က area ဆို centimeter square သူက 3SF လို့ရှင်းတဲ့အတွက် 1 2 3ဆို3လုံးပဲယူပေးမယ်နောက်တစ်ပုဒ် The diagram show a circle center O radius က 12 cm angle AOB ကtheta radian AB ကသူ arc AB ကိုပေးထားတယ်သူက 9π အတော့ show တတ်တယ် theta က 3π/4 show တတ်လောက်ခိုင်းတယ် theta ကိုရှာပြီးတော့ show တတ်လောက်ခိုင်းတယ်ဆိုတော့သူက arc length ပေးထားတော့
Upper formula က theta r equal to 9 pi အဲ့တော့ theta ကိုလိုချင်တော့ r ကို divide သွားလောက်မယ် radius က 12ဆိုရှင်းလိုက်ရင်3 pi by 4အဲ့တော့သူရှိုးသက်လောက်ခိုင်းထားတဲ့ဟာနဲ့တူနေတယ်အဲ့တော့ရှိုးသက်လောက်ပြီးဆိုတော့ရှုံးဆိုပြီးရေးပြလိုက်မယ်ပြီးရင် B က area of the shaded region အဲ့တော့အရှိရဖို့လိုမျိုးပဲ sector တွေကနေဒီ triangle ကိုပြန်ပြီးတော့နှုတ်ပေးမယ်အဲ့ theta ကဘယ်လောက်ရပါမလဲဆိုတော့3 pi by 4 Okay, area of triangle 1 by 2 AB had to do is square ပဲတင်လိုက်မယ် side 3 pi by 4 equal to 36 root 2 the area of sector 1 by 2 r square theta ရှင်းလိုက်တော့ 54 pi 这边 area of shaded ရှာလို့ရပြီ area of shaded က sector တွေကနေ triangle ကိုပြန်နှုတ်ပေးရမယ်ဆိုတော့ calculator ထဲထည့်ပြီးနှုတ်ပေးလိုက်တော့ 118.7 cm square ဒါကပုံမှန်ရှာရနည်းဒါပေမဲ့ နောက်ထပ် area of segment ရှာရ formula တစ်ခုရှိတယ်ပထမကြည့်လိုက်မှဆိုလို့ရှိရင်သူကsector တွေကနေ triangle နှုတ်တာ sector area က 1/2 theta r square အထက်ကနေမှာ 1/2 AB sine တောက်စီအဲ့တော့သူ့ရဲ့ AB ကလည်းဘာနဲ့တူလဲဆို radius နဲ့ပဲတူတယ်ဆိုဘယ်လိုပြန်ရေးလိုက်လဲဆို 1/2 theta r square minus 1/2 AB က radius ဆို radius ရနှစ်ခုတူတဲ့အတွက် r square ပဲပြီး sin တောင်းစီကဘယ်နာဟာလဲဆိုဒီနာ theta လေးရော sin theta အဲ့ဆို 2r ရဲ့ပုံထုတ်လိုက်ရင် 1/2 r square ကိုပုံထုတ်လို့ရတယ်ပြီးကျန်မှာက theta minus sin theta the area of segment ရှာတဲ့ formula ဒီထဲမှာအစားထိုးပြီးထည့်သွင်းလိုက်မယ်ဆိုရင်လည်းအဖြေက 118.7 ပဲတင်ရတယ်ခုနကတော့ formula တစ်ခုပဲနဲ့မြန်တွက်တဲ့နည်းပေါ့အဲ့တော့ဟုတ်ပြီနောက်တစ်ခုက F O G ပေးထားတဲ့သူကcenter of circle with center O ပြီး angle FOG က 1/2 radian 1/2 radian ပေးထားရယ်ပြီး EOH က center of a circle EOH ပြီးသူမှာ radius O ကနေ HC radius က 5 cm အဲ့ဒီနာဆိုရင်လည်း5 cm ပဲဖြစ်မယ်A shaded region has area of 71.4 The shaded region area က 71.4 ရှိတယ်ဆိုတော့က parameter of shaded region parameter ကိုလိုချင်တယ်အဲ့တော့သူလိုချင်တဲ့နေရာကဒီနာလိုချင်တယ်ဒီနာကဒီဟာရဲ့ arc length လေးပြီးရင်ဒီ length လိုချင်တယ်ပြီးဒီအောက်က length ဒီ length နှစ်ခုကတော့တူတူပဲဖြစ်လိမ့်မယ်ပြီးရင်တော့ဒီ G ကနေ FT arc length လိုချင်တယ်ပထမဆုံး formula အကုန်လုံးရင်ရေးကြည့်လိုက်မယ် area of shadedကဘာလို့နှုတ်ထားရလဲဆိုတော့ area of sector G O F တွေကနေဘာလို့နှုတ်တာဖြစ်မလဲဆိုတော့ sector E O H ကိုနှုတ်ထားဖြစ်မယ်ဒီ sector အကြီးရနေဒီ sector တတိလေးကိုနှုတ်ထားတာဆိုတော့ area of shaded ကတူပေးထားတယ် 71.4 area of GOF ကြတော့
area of sector က 1/2 theta က 1/2 r square က r မသိဘူးဆိုတော့ r square ပဲရေးမယ် sector EOH ကျတော့ 1/2 theta က 1/2 r square က 5 square ပြင်ဒီဟာကိုရှင်းလိုက်မယ်ဆိုတော့ 0.6 r square minus 15 equal to 71/4 ရမယ်ဒီ 50 ကိုဒီဘက်သွားပေါင်းမယ်ပြီးရင် divide by 0.6 so r square equal to 144 so r equal to 12 ရမယ်12 centimeter ပေါ့ဒါဆို minus က reject လုပ်ပေးရမယ် radius ကအမြင်နဲ့ minus မထွက်ဘူးဒီ radius 12 centimeter ကဒီကနေဒီထိဒါလေးတစ်ချက်ဖြတ်လိုက်မယ်ဒီကနေဒီထိကဘယ်လောက်လဲဆိုတော့12 centimeter ဆို parameter လို့ချင်တယ် parameter လို့ချင်တော့ဒီနာက HE ဆိုတာရှာရမယ်ပြီးရင် HG ရှာရမယ် EF ရှာရမယ်ပြီးရင် arc ရှာရမယ် arc GF ဒီ HE ရလဲ arc ပဲပေါ့ဟုတ်ပြီဟာဒီနာက5ဒီနာ5ဆိုတော့12ထဲကနေ5နောက်တော့ဒီနာလေးက7ဖြစ်သွားမယ်ဒီနာကလည်း7ပဲ so HG နဲ့ EF နေရာမှာ7 plus 7ပြီးရင် arc HE က theta r theta က 1/2 radius က5မဆိုရင်လည်း theta က 1/2 radius က12ဆိုအဖြေက 34.4 centimeter ရမယ်ပြီးရင်တော့နောက်ဆုံးတစ်ပုဒ်ဆိုဒီပုဒ်မှာတူပေးတာရှော့ကုန်းနှစ်ခုကထပ်နေမယ်အဲ့တော့ဟုတ်ပြီဒီမှာကလက်ကြားထဲမှာ triangle လေးတစ်ခုရှိတယ်အ triangle လေးမှာ length က3ရယ်4ရယ်5ဆိုဒီနာ right angle ဖြစ်နေမယ်ဒီမှာ AC နဲ့ BC နဲ့က AC နဲ့ BC နဲ့က tangent to the circle tangent ဆိုတဲ့ကလေright angle ဖြစ်ကြောင်းသိရမယ် triangle တွေမှာဆိုသူရဲ့အနားရ3 4 5ဖြစ်နေလေ right angle ဖြစ်ကြောင်းသိရမယ်ဟုတ်ပြီအဲ့တော့လိုချင်တာက angle CAB ဆိုတော့ဘယ်ဟာလေးဖြစ်မလဲ CAB so this one အဲ့ဒီလိုချင်တယ်အဲ့တော့ triangle တောင်းပန်ကြတဲ့ triangle မှာဒီနာအနာကိုလိုချင်နေဆိုတော့ဒီနာမှာဆို opposite O by H ကိုတော့မရှာလိုက်မယ် angle CAB opposite က 4 hypotenuse က 5 so O by X ဆို sine root တော့မယ်အဲ့တော့ sine inverse 4 by 5ဆို angle CAB က 0.927 radian ဒီနာက 0.927 ဖြစ်သွားမယ်ပြီး B က parameter of the whole shape shape တစ်ခုလုံးရဲ့ parameter parameter ဆိုတော့ဒီနာက C ကနေဒီဘက်ကပိုင်းလေးရယ်ပြီး C ကနေဒီဘက်က D ထိကိုပဲစာကုတ်အကြီးရပိုင်းလေးရပဲရှာပြရမယ်အဲ့တော့ B so angle က CAB တိပါပြီအဲ့ဒီနားမှာ triangle လေးတစ်ခုထွေးလိုက်မယ်လို့လဲဆိုတော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ circle တစ်ခုရှိရယ် circle မှာဒီ CAC ရယ်ပြီးတော့ AD ရယ်အဲ့ဒါကပြီးလို့ရှိရင်ဒီ CD ဆိုတဲ့နာအဝိုင်းလေး
sector နဲ့တူနေရဖြစ်တဲ့အတွက်ဘယ်လိုရှာလို့ရလဲဆိုလို့ရှိရင်ဒီဘက်က sector အသေးဒီဘက်ကကျတော့ sector အကြီးဖြစ်မယ်ဆိုဒီနား angle ရှာမယ်အဲဆိုလို့ရှိရင်ဒီ2 ပိုင်နေကနေဒီဘက်က angle လေးကိုပြန်ရှာလိုက်မယ်ဒါဆိုရင်ဒီ angle ကိုသုံးပြီး radius ကိုသုံးပြီးတော့ဒီ parameter ကိုရမယ်လို့ရှိရင်လည်းဒီဘက်ကလည်းအဲ့လိုပဲဒီနားကဒီ angle လေးကိုရှာမယ်အဲဆိုလို့ရှိရင်ဒီ outline parameter ရမယ်ဆို angle CAD ကိုလိုချင်တယ်ဆို CAD ဆိုဒီနားangle လေးကိုလိုချင်တာဆို 0.927 ကို2နဲ့မြောက်ပေးလိုက်မယ်1.854 ရမယ်ပြီး angle CBA လိုချင်တယ်ဒီနား angle လေးအဲ့တော့ CBA ကိုလိုချင်တော့ဒီမှာဆိုရင်ကြတော့ဒီနား 0.927 ဒီနားက90 degree ဆိုတော့ pi by 2ပြီးရင်ဒီနားကကြတော့မသိဘူးဖြစ်တဲ့အတွက် triangle မှာဆိုလို့ရှိရင်180 degree ရဲ့ဆိုတော့ pi နဲ့ကနေပြန်နှုတ်ပေးလိုက်မယ် 0.927 minus pi by 2 so 0.c angle CBA က 0.644 ရမယ် so angle CBD က2နဲ့မြောက်လိုက်တော့ 1.288 ရမယ်အပြီးတော့ဒီမှာ CAD တိပါပြီအဲ့တော့ TSCAD က CAD ဆိုဒီနား angle ပဲတိတယ်အပြင်က angle လိုချင်က2 ပိုင်နဲ့နေပြန်နှုတ်ပြရမယ်အဲ့ parameter ကိုရှာရင်အဲ့ဒီ2 ပိုင်နဲ့နေပြန်နှုတ်ဖို့အတွက်ကိုသတိထားရမယ်ပေါ့နော် parameter လို့ရှင်တော့ circle နှစ်ခုဆို theta r plus theta r so theta နေရာမှာက2 ပိုင်နဲ့ကနေပြန်နှုတ်ပေးရမှာဖြစ်တဲ့အတွက်2 ပိုင် minus 1.854 ဒါကို radius က multiply by 3 plus မှာလဲ2 ပိုင်နဲ့နေပြန်နှုတ်ပေးမယ် 1.288 radius က multiply by 4အဲ့တော့ဒါ calculator နှိပ်လိုက်လို့ရှိရင်33.3 ရမယ် parameter ဆို centimeter ပဲတက်မယ်ပြီးတော့ C ဆက်တော့မယ် C တော့ဖို့တော့ကတော့ area လိုချင်တဲ့ဒီတစ်ခါ area လိုချင်နေဆိုတော့sector နှစ်ခုလုံးရဲ့ area ကိုရှာမယ်sector ဆိုတော့ဒီကြားရဲ့ area ရှာမယ်ပြီးလို့ရှိရင် triangle area ကိုရှာမယ်ခုနဆွဲထားတဲ့ဘက်မှာ triangle တစ်ခုရှိမယ်ဒီဘက်က sector area ဒီဘက်က sector area ကိုရှာမယ်ပြီးဒီ triangle နှစ်ခုရဲ့ area ကိုရှာပြီးပေါင်းပေးလိုက်ရင်เนาะshape တစ်ခုလုံးရဲ့ area ကိုရမယ် so area of two sector 1/2 r square thetaက 4.438 ဒီ 4.438 ကအစားကို2 ပိုင်နဲ့ကနေပြန်နှုတ်ပြီးတော့ရှာထားတာပြီးရင် plus 1/2 r square theta က 4.995 so sector နှစ်ခုရဲ့ area က 59.9 ရမယ်ဒီ area of two triangle နှစ်ခုကတူတာဖြစ်တဲ့အတွက် triangle တစ်ခုစာကိုရှာပြီး2နဲ့ပြန်မြောက်ပေးလိုက်မယ်ပြီးတော့ right angle ဖြစ်တဲ့အတွက် 1/2 BH နဲ့တော်လို့ရပါတော့ triangle နှစ်ခုဆို2နဲ့မြောက်မယ်ပြီးရင် 1/2 base က3 height က4 2နဲ့2နဲ့ခြေမယ်ဆို12ရမယ် so area of whole shape ဆိုတော့ရတဲ့အဖြစ်နှစ်ခုပြန်ပေါင်းပေးလိုက်မယ်59.9 plus 12 go to 71.9 area so centimeter square ရပါမယ်
အဲ့တော့ဒီခန်းကတော့ဒီ area of sector နဲ့အကွက်ရှာတဲ့ formula တွေသုံးပြီးတော့ပဲအပုတ်တရားတွက်ကြတာပေါ့နော်ဘာမှတော့ထွေတိစရာမလိုဘူးပေါ့နော်အဲ့တော့ video မှာအန်ကင်မှာ formula ကိုပြန်ပြောပေးပါမယ် so အကွက်ရှာခြင်းတယ်ဆိုလို့ရှိရင်နော် data are area of sector ဆိုလို့ရှိရင်က 1/2 theta r square ပြီးရင် area of triangle မှာသူက right angle ဖြစ်တာ right angle triangle ဆိုရင် 1/2 bh ဒီမှာ right angle triangle ဆိုလို့ရှိရင် 1/2 ဒါ base ဖြစ်မယ်ဒါ height ဖြစ်မယ်90 degree ဆိုဒီ height ကိုပဲယူရမယ်တချို့ condition တွေမှာ exception တော့ရှိတယ်90 degree မဖြစ်လဲဒီမျိုး triangle ရှိရဆိုလို့ရှိရင် base နေရာတော့ဒီနာပဲ height ကကြတော့ဒီကနေဒီလိုမျိုး right angle ကျနေဒီနာဒီ height ကိုပဲယူရဒီနာ height ဒီလို sound နေတဲ့ height ကိုမယူပြီးရင်က area of triangle ပဲအဲ့ဒါကကြတော့ 1/2 AB side တောက်စီ so triangle တစ်ခုရှိမယ်မတရား AD ရဲ့ BD ရဲ့ပြီးဒီနားလန့်ကိုမသိဘူးဒါတော့ C ပဲထားပါတော့ C ရဲ့တက်တက်ဖြစ်နေတာကတောက်စီ so သူ့ရဲ့ area ကိုလိုချင်က 1/2 A B ပြီး sin တောက်စီနဲ့ရှာပြီးတော့ပြလို့ရပါတယ်ပြီးလို့ရှိရင်တော့ 3 ကိုကပြန်ပြောမယ်ဆို sin ကိုဆိုရင်က sin က O/H cos က A/H tangent က O/A ဆိုဘယ်လိုမှတ်လဲဆိုတော့ O/H A/H O/A OAO ပြီး HHE ဆိုပြီးမှတ်ပါတယ်ဒါကတော့ sin cos တက်ပေါ့နော်ဒါကတော့ဒီ chapter ရဲ့အဆုံးသတ်ပဲဖြစ်ပါတယ်အဆုံးထိနားထောင်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဒီ chapter ကိုလည်းနားလည်မယ်လို့မျှော်လင့်ပါတယ်